အားလုံးပဲမင်္ဂလာပါရှင်ဒီ22ရက်နေ့လေးရပေါ့နော်အားလုံးပေါ့နော်ဒီတ िश ူသူတွေဒီပြီးတော့တ िश ူနေတဲ့လူတွေရဲ့စိတ်ထဲမှာပေါ့နော်ဒီနေ့လေးရဆိုလို့ရှိရင်ရွေးချက်စရာများတဲ့နေ့လေးပေါ့နော်စိတ်ကူးစိတ်ပန်းလေးအများကြီးထွက်ပေါ်လာတဲ့နေ့လေးတစ်နေ့လို့ဖြစ်ပါတယ်ရှင်ဒီနေ့လေးမှာဆိုရင်ကိုကပေါ့နော်အလုံးမှာပဲဖြစ်ဖြစ်အလုပ်ပညာမှာပဲဖြစ်ဖြစ်ပေါ့နော်အကြံဉာဏ်တွေစိတ်ကူးတွေအများကြီးထွက်ပေါ်လာတဲ့နေ့လေးတစ်နေ့ဖြစ်တယ်ကိုယ်စိတ်ကူးရင်ထားတဲ့အရာတွေကလည်းတခုမဟုတ်ပေါ့နော်ရွေးချက်စရာတွေအများကြီးရှိတတ်တယ်။ပုံမှာအလုပ်တစ်ခုနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကူးထားတဲ့အရာပေါ့နော်။ဘယ်လိုလုပ်ရင်စိတ်ကူးမလဲဆိုပြီးတော့စိတ်ကူးကြည့်လိုက်တဲ့အချိန်မှာအသက်တွေအများကြီးထွက်ပေါ်လာပြီးတော့မှအဲ့ထဲမှာဘာကိုရွေးချယ်ရမှမသိတဲ့အခြေအနေမျိုးလေးတွေလည်းဖြစ်တတ်တယ်ပေါ့နော်။ကိုပါဝင်ခြင်းရလူတွေအတွက်ကိုလည်းဘယ်သူကတော့ဘယ်လောက်ကလေးဘယ်သူကတော့ဘယ်နေရာလေးလုံးရင်တင်တော်မယ်ဆိုပြီးတော့အကြံဉာဏ်လေးတွေလည်းပေးနိုင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။ကိုမှာပေါ့နော်ရွေးချယ်စရာတွေများလို့တခါလေကြာတော့လဲစိတ်ရှုပ်ပြီးတော့အေးစစ်စစ်တိတ်ဆိတ်တဲ့နေရာလေးမှာတယောက်ထဲသွားပြီးတော့နားနေခြင်းတဲ့သဘောလေးတွေလည်းဖြစ်တတ်ပါတယ်။ဘာပဲပြောပေါ့နော်ဒီနေ့လေးမှာဆိုလို့ရှိရင်စိတ်ကူးအများကြီးစိတ်ကူးကောင်းနေအများကြီးထွက်ပေါ်လာနေလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစိတ်ကူးထားတဲ့ຢာလေးတွေထဲမှာအကောင်းဆုံးလေးပေါ့နော် choice လုပ်ပြီးတော့အောင်မြင်နဲ့ရွေးချယ်နိုင်ပါစေလို့တောင်းပေးပါတယ်ရှင်။အဲ့ဒီမှာမရုံနဲ့ရွေးချယ်မှုမျိုးမလုပ်မိဖို့တော့အရင်အရေးကြီးပါတယ်ရှင်။ဒါလေးကိုကြံပေးပါရစေရှင်။ပေါ့နော်။မှန်ကန်တဲ့အတွေးလေးကိုပေါ့နော်ရွေးချယ်ပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ပြီးတော့ဒီကရွေးချယ်ဖို့ choice လုပ်ဖို့ပေါ့နော်မမှားဖို့အရင်အရေးကြီးတဲ့လေးလေးဖြစ်ပါတယ်လို့လေးအကြံပေးချင်ပါတယ်ရှင်။အကောင်းဆုံးရွေးချယ်မှုတွေလုပ်နိုင်ကြပါစေရှင်။